တညမှာတော့ V4 ရဲ့လက်ထောက် Cloud ရောက်လာပြီးကလေးတွေကိုအတင်းအဓမ္မတိုင်းထွာကတန်ရာထဲညရဲ့သားလေးတီမီထင်မီနဲ့နောက်ထပ်ကလေးတစ်ယောက်ကိုဆွဲခေါ်သွားပါတယ်။ဒါကိုတားဆီးတဲ့ Andrew ကိုယထာအပြင်ဘက်အေးဒဏ်နဲ့လက်ကိုအေးခဲစေပြီးတူနဲ့ထုကလက်ပြတ်တဲ့အထိရဆက်ဆက်အပြစ်ပေးခဲ့ပါတယ်။ဒီလိုမတရားမှုတွေကြောင့်ကာတနဲ့အပေါင်းပါတွေဟာလက်နက်မရှိတဲ့ယထာဆောင်တွေကိုအန်တုပြီးရှေ့ကိုတိုးထွက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ရှေ့သို့ချီတက်ခြင်းသူတို့ဟာယထာဆောင်တွေရဲ့တနက်ထဲမှာကြီးစံမရှိတော့တာကိုသိလိုက်ရပြီးအကြီးအကျယ်တိုက်ပွဲဝင်ကထောင်တွဲစီကိုရောက်သွားပါတယ်။အဲ့ဒီမှာမူရစ်ဆေးဆွဲနေတဲ့လုံခြုံရေးကျွမ်းကျင်သူနန်နဲ့သူ့သမီးယိုနာယွန်တို့ကိုကယ်ထုတ်ပြီးတကားတွေဖွင့်ဖို့သဘောတူညီမှုရယူခဲ့ပါတယ်။ရှေ့ကိုဆက်တိုးရင်သူတို့စားနေတဲ့ပရိုတင်းတုံးတွေဟာပိုးဟတ်တွေနဲ့လှုပ်ထားတာမှန်သိလိုက်ရတဲ့အခါအားလုံးယွန်ရှာထိတ်လန့်သွားကြပါတယ်။သွေးစွန်းသောခီလန်ယထာအလဲပိုင်းကိုရောက်တဲ့အခါပစိန်ကင်ထားတဲ့လူသက်သမားအုပ်စုနဲ့ရင်ဆိုင်ရပြီးသွေးချောင်းစီးတဲ့တိုက်ပွဲကြီးဖြစ်ပွားပါတယ်။အမှောင်ထဲမှာတိုက်ပွဲဝင်ရတဲ့အတွက်ကာတီရဲ့တငယ်ချင်းအသက်ခံလိုက်ရပေမဲ့ V4 ရဲ့ညာလက်ရုံးဝင်ကြီးမေဆန်ကိုတော့သူတို့ဖမ်းဆီးနိုင်ခဲ့ပါတယ်။မေဆန်ကိုဓာစာခံလုပ်ပြီးရှေ့ကိုဆက်တိုးရင်းအစင်းမြင့်လူဒန်းစားတွေရဲ့ဖန်လုံအိမ်တွေငပြတိုက်တွေနဲ့စာသင်ခန်းတွေကိုဖျက်ကျော်ခဲ့ကြပါတယ်။ဒါပေမဲ့စာသင်ခန်းထဲမှာအနိုင်မိပြီးအင်ဒရူးအသက်ခံလိုက်ရတယ်လို့ယထာနောက်တွဲမှာကြံခဲ့တဲ့ကာတီရဲ့ဆရာဂီလီယန်လည်းအသက်ခံလိုက်ရပါတယ်။စိတ်တက်ကြစရာတွေကြုံရပေမဲ့ကာတဟာနောက်ဆုံးအင်ဂျင်ခန်းထိရောက်အောင်သွားဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်